မိတ်ဆွေတို့အနေနဲ့ second phone တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ဒါဝယ်တဲ့ဆိုင်ကနေပြီးတော့ original battery လဲထားတယ် original battery လဲထားတယ်ပြောပေမဲ့ကျွန်တော်ဖုန်း setting ထဲမှာဗျာကြည့်လိုက်တဲ့အခါကျွန်တော်ဘာ message မှပေါ်နေတာမတွေ့ရအောင် okay အားလုံးမင်္ဂလာပါနေ့ video တွေကတော့ဒါမိတ်ဆွေတို့တိကိုတိတင်တဲ့အကြောင်းလေးတစ်ခုကိုကျွန်တော်နည်းနည်းလေးပြောပြပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့မတိတဲ့အရာလေးပေါ့နော်မိတ်ဆွေတို့တိဖို့မလိုအပ်တဲ့အကြောင်းလေးလည်းပါပါတယ်ဒီနှစ်ခုကိုကျွန်တော်ရှင်းပြီးတော့ပြောပြမှာဖြစ်ပါတယ်တော့ပထမတစ်ခုတော့ဗျာမိတ်ဆွေတို့အနေနဲ့ second phone တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ဒါဝယ်တဲ့ဆိုင်ကနေပြီးတော့ original battery လဲထားတယ် original battery လဲထားတယ်ပြောပေမဲ့ကျွန်တော်ဖုန်း setting ထဲမှာဗျာကြည့်လိုက်တဲ့အခါကျွန်တော်ဘာ message မှပေါ်နေတာမတွေ့ရအောင်အဲ့ဒါတကြောင်နောက်တစ်ခုက Apple အနေနဲ့ဒါမိတ်ဆွေတို့သုံးနေတဲ့ဖုန်းတွေကကျွန်တော် battery တစ်ခုကိုလဲတော့မယ်ဆိုလို့ရှိရင် iPhone XS နဲ့နောက်ပိုင်း model တွေအကုန်လုံးမှာမာသာဘုတ်နဲ့တွဲပေးလိုက်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အခြေခံကြရင်ကျွန်တော်တို့ဒါ battery လေးလဲမယ်ဆိုရင်တော့မှသူကပုတ်ကတိတယ်အဲ့တော့ message ပေါ်လာမှာဖြစ်ပါတယ်ဘယ်လို message ပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော် Apple ရဲ့ authorized showroom တွေမှာလဲမယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဒါဘုံနဲ့ pairing လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါ genuine pack ဆိုပြီးတော့အင်္ဂလိပ်စာလေးပေါ်နေမှာပေါ့နော်ကျွန်တော်ဒါမှမဟုတ်ဘူး Apple authorized center တွေရဲ့ပြင်မှာလဲမယ်ဆိုရင်တော့ဒါ unknown pack ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ခုနကကျွန်တော်ပြောသလိုဒါဝယ်တဲ့ဆိုင်မှာ original battery လဲထားတယ်ပြောပြီးတော့ဒီ message တွေကဘာလို့ပေါ်မနေရတာထူးခြားစမ်းပြတဲ့ကျွန်တော်တို့ဒါလေ့လာလို့မကုန်တဲ့ဤပညာတွေပေါ့ဗျာအမြဲတမ်းတစ်ခုမဟုတ်တစ်ခုကတော့ကျွန်တော်လိုက်မမီအောင်လို့အချိန်စက္ကန့်နဲ့အမျှပြောင်းလဲနေတာဖြစ်ဒါတော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်တို့အနေနဲ့ဒါဖုန်းအောင်တစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင်ကိုမရေရမတေးကြတဲ့ကိုနားမလဲတဲ့အပိုင်းတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ view ဆက်ရမှာကပထမဆုံးကျွန်တော်တို့ဝယ်တဲ့ဆိုင်ကို view ဆက်ရဒုတိယမိတ်ဆွေဝယ်မဲ့ဆိုင်ကဘယ်လိုဆိုင်လဲဆိုတော့သိရတတိယအချက်ကမိတ်ဆွေတို့ကိုသူဘယ်လိုအာမခံချက်ပေးတယ်လဲဆိုတာကိုမိတ်ဆွေတို့သိရမယ်ကျွန်တော်တို့ကကိုယ့်ပတ်စံနဲ့ကိုပေးပြီးတော့ဒါပစ္စည်းတစ်ခုဝယ်ယူတဲ့အခါမှာစိတ်ချမ်းသာမှုကိုလိုချင်ကြတယ်ဟိုဖုန်းကြီးကိုဒါဝယ်ပြီးမှဗျာဇဝေဇဝါမတေးမကြာကြီးနဲ့ကိုယ့်လက်ထဲရောက်မှကိုကစိတ်ညစ်နေရတာမျိုးဖြစ်မခံအောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုဝယ်တဲ့ဖုန်းကခုနကကျွန်တော်ပြောသလိုပဲ original battery လဲထားတယ်ဘာ message မှမပေါ်ဘူးဘာလို့မပေါ်တာလဲဒါတွေကျွန်တော်တို့ခုနကကျွန်တော်ဇလန်းအစလိုပဲမိတ်ဆွေတို့သိဖို့လိုရတဲ့အပိုင်းကတော့ခုနကကျွန်တော်ပြောသလိုပဲ iPhone XS နဲ့နောက်မှာကျွန်တော် battery လဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ system message တစ်ခုကပေါ်နေရမှာပေါ့နော် system message တစ်ခုကလည်းခဏပြောမယ်ဆိုရင် Apple authorized center တွေမှာလဲမယ်ဆိုရင် genuine pack ပေါ့နော် genuine pack ဆိုတာမျိုးပေါ်ရမယ်ဒါမှမဟုတ်ဘူးကျွန်တော်ပြင်ပ service မှာလဲမယ်ဆိုရင်တော့ unknown pack လို့ပေါ်နေမှာအဲ့လို message တွေပေါ်နေတဲ့ခါကျကျွန်တော်တို့ဒီဈေးကွက်အလိုရ second ထဲမှာဆိုရင်ရောင်းဝယ်မှာလူကြိုက်အရင်နေသွားမယ်ရောင်းဝယ်ရတာအရင်ခတ်သွားမယ်ဟိုကကျွန်တော်တို့အနေနဲ့ဟို message တိုင်းပေါ့နော်ဒါ Apple authorized center မှာလဲထားတာမဟုတ်ဘူးပြင်ပမှာလဲထားတယ်ဆိုတဲ့အခါကျွန်တော် original battery နဲ့လဲထားတော့ညာလေခုနပြောလို့ပဲ message ကအနှုံးဘက်ကြီးပေါ်နေပြန်ဝင်မဲ့မိတ်ဆွေတွေအတွက်အကြိုက်တွေ့မှာမဟုတ်အဲ့တော့ကျွန်တော်ဈေးကွက်လိုအပ်ချက်အရာဒါ message ကလဲတဲ့နေရာမှာဒါကျွမ်းကျင်ပညာရှင်တွေပေါ့နော်သူတို့တခြားကင်တွယ်ပြီးတော့လဲတဲ့အနေထားမျိုးပါဆိုလို့ရှိရင်ဒီလို message တွေကမပေါ်နိုင်တော့ဘူးပေါ့သူတို့မပေါ်အောင်ဘယ်လိုလဲဆိုတာတော့ခုနကျွန်တော်ပြောသလိုပဲသိဖို့မလိုအပ်တဲ့အပိုင်းလိုပဲကျွန်တော်ပြောချင်ပါတယ်အဓိကကတော့ခုနကျွန်တော်တို့ဝယ်ယူမဲ့နေရာနဲ့ဝယ်ယူမဲ့ဆိုင်နဲ့အာမခံတောင်းဝယ်ယူမှုတွေပဲအဓိကကြပါတယ် original battery လဲထားတယ်ဆိုလို့ရှိရင် message ပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေဒါကအရေးမပါအရေးပါတာဒီကျွန်တော်တို့ကရေရှည်သုံးဆွဲမဲ့လူတွေဖြစ်တဲ့အတွက်ရေရှည်သုံးမဲ့ဘက်ထရီနဲ့ပတ်သက်ပြီးတော့ဘာရတာမှမတက်ရဘူးအဲ့အတွက်ကျွန်တော်တို့လုံလောက်တဲ့အာမခံလိုအပ်တယ်ကျွန်တော်တို့အနည်းဆုံးအာမခံ3လဝန်းကျင်အောင်အောက်ခံပေးကိုပေးရမယ်เนาะဒါကျွန်တော်တို့ဂျိုကုမိုဘိုင်းမှာလည်းဒီလို randy ပေးတယ်ဟုတ်ဘာပြောမေးဆိုနေနဲ့ကိုဝယ်မဲ့ဆိုင်မှာဆိုရင်ဒါအနည်းဆုံးဘက်ထရီနဲ့ပတ်သက်တဲ့အာမခံတောင်းလိုက်ရင်ဒီလို message ပေါ်ခြင်းမပေါ်ခြင်းအရေးမပါတော့ဒါပေမဲ့နောက်တစ်ခုကကျွန်တော်တောင်းဝင်ယူပေးရမယ်ရေရှည်မှာနောက်ပိုင်းပြန်ရောင်းပြန်လဲလုပ်တဲ့ခါမှာတာဝန်ယူပြီးတော့ပြန်လဲပြန်ရောင်းပေးတယ်ဆိုလို့ရှိရင်အဆင်ပြေခဏကျွန်တော်ပြောလို့ပဲမိတ်ဆွေတို့အနေနဲ့ battery message ပေါ်ခြင်းမပေါ်ခြင်းအပေါ်မှာဘာမှတန်တရားဖြစ်စရာတော့မရှိဘူးကိုကတော့သိထားတယ်ဆိုလို့ရှိရင်လုံလောက်ပြီအဲ့တော့ဒီ message ပေါ်တယ်မပေါ်ဘူးဆိုတာကအရေးပါတဲ့အပိုင်းတော့မဟုတ်ဘူးဒါပေမဲ့မိတ်ဆွေအနေနဲ့ second phone တစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင်တကယ်ရေးပါတဲ့အပိုင်းကတော့ဒါဆိုင်ရဲ့ပြီးအာမခံတာဝန်ယူမှုတွေပဲအဓိကကြပါအဲ့တော့မိတ်ဆွေအနေနဲ့ကိုဝယ်မဲ့ဆိုင်မှာတကယ်ကို experience ရှိနဲ့တကယ်တောင်းယူပေးတဲ့ဆိုင်ဆိုလို့ရှိရင်ယုံကြည်စိတ်ချလက်ချဝယ်လို့ရပါတယ်။ကြအားလုံးကျေးဇူးတင်ပါတယ်